ကမ္ဘာအစင်းရဲဆုံး10နိုင်ငံလူတိုင်းကချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေအကြောင်းဤပညာမြင့်မားတဲ့မြို့ကြီးတွေအကြောင်းပဲပြောလို့ရှိကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းနေ့စဉ်စားဝတ်နေရေးအရာခက်ခဲစွာရုန်းကန်နေရတဲ့နိုင်ငံတွေအများကြီးရှိနေပါသေးတယ်။ဒီနေ့တော့ကျွန်တော်တို့ကမ္ဘာကြီးရဲ့တစ်ဖက်ချမ်းမှာတကယ်ကိုခက်ခဲကြမ်းတမ်းစွာရှင်သန်နေရတဲ့အစင်းရဲဆုံးနိုင်ငံ10နိုင်ငံအကြောင်းကိုပြောပြပေးချင်ပါတယ်။ဒီစင်းကိုကြည့်လိုက်ရင်အများစုကအာဖရိကတိုက်ကနိုင်ငံတွေဖြစ်နေတာကိုတွေ့ရမှာပါ။ကျွန်တော်တို့မြန်မာနိုင်ငံကလည်းနံပါတ်ဘလောက်မှာပါနေလဲဆိုတာဆက်လက်စောင့်ကြည့်ပေးကြပါဦး။ပထမဆုံးနံပါတ်10ကနေစပြီးအစင်လိုက်ပြောပြပေးသွားပါမယ်။နံပါတ်10ကတော့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံပါ။ဒီနိုင်ငံကတကယ်တော့စိန်တွေကော့ပါးတွေတယံဇာတတွေအလွန်ပေါ်တာပါ။ဒါပေမဲ့နှစ်ပေါင်းများစွာဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်နဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်လူတွေကဆင်းရဲတွင်းကမထွက်နိုင်ပဲဖြစ်နေတာပါ။နံပါတ်9ကတော့အီရီထရီးယားနိုင်ငံပါ။ဒီနိုင်ငံကတော့အပြင်လောကနဲ့တော်တော်လေးအဆက်အသွယ်ပြတ်တောက်နေသလိုဖြစ်ပြီးအစိုးရရဲ့တင်းကျပ်လွန်းတဲ့စနစ်တွေကြောင့်စီးပွားရေးတိုးတက်ဖို့လမ်းစာပြောင်းနေတဲ့နိုင်ငံတစ်ခုပါအာဖရိကရဲ့မြောက်ကိုရီးယားလိုလည်းတင်စားခေါ်ဝေါ်ကြပါတယ်ဆက်ပြီးနံပါတ်10ကတော့မလာဝီပါသူကတော့စိုက်ပျိုးရေးကိုပဲဇောက်ချလုပ်ပေမဲ့ရာသီဥတုကတိတ်မသားရတော့အစာရည်သာရှားပါတဲ့ဒဏ်ကိုခဏခဏခံနေရရှာပါတယ်နံပါတ်9မှာရှိတဲ့လိုက်ဘေးရီးယားကျတော့လည်းပြည်တွင်းစစ်ဒဏ်ကိုဆယ်စုနှစ်နဲ့ချီပြီးခံရတဲ့အပြင်ဟီဘိုလာလိုယောဂါဆိုးတွေပါကြုံတွေ့ခဲ့ရတော့စီးပွားရေးကတော်တော်နဲ့ပြန်ပြီးဥမမော့နိုင်သေးတာပါနံပါတ်6ကတော့ကျွန်တော်တို့ငငယ်ရာကာတွန်းကားထဲမှာတည်ခဲ့တဲ့မာဒါဂတ်စကာကျွန်းနိုင်ငံလေးတဘာဝအလှတွေဘလောက်ပဲရှိရှိနိုင်ငံရေးမတည်ငြိမ်တာရဲ့မုန်တိုင်းတံကိုခဏခဏခံရတာရဲ့ကြောင့်လူဦးရေရဲ့အများစုကအလွန်အမင်းဆင်းရဲနေကြပါတယ်နံပါတ်5ကနိုင်ဂျာနိုင်ငံပါသူကတော့ကံမကောင်းရှာပါဘူးနိုင်ငံရဲ့80%ကျော်ကတဲကနာကြီးဖြစ်နေတာပါစိုက်ပျိုးလို့မရပညာရေးကလည်းနိုင်ကြတော့လူနေမှုဘဝကတကယ်ကိုခက်ခဲလုံးပါတယ်နံပါတ်4ကတော့ကျွန်တော်တို့ကြားဘူးနေကြဆိုမာလီယာပါပင်လယ်ဓမြတွေအကြမ်းဖက်မှုတွေနဲ့ပြည်တွင်းစစ်တမ်းကိုနှစ်ပေါင်း30ကျော်ခံစားနေရတဲ့အတွက်ဖွံ့ဖြိုးရေးဆိုတာသူတို့အတွက်အလှမ်းဝေးနေသေးပါအခုထိပ်ဆုံး3နိုင်ငံကိုရောက်ရှိလာပါပြီနံပါတ်3ကတော့အလဲပိုင်းအာဖရိကသမ္မတနိုင်ငံပါရွှေတွေစိန်တွေထွက်ပေမဲ့လက်နက်ကင်အဖွဲ့တွေကြားကပဋိပက္ခတွေကြောင့်ဒီတယံဇာတတွေဟာပြည်သူတွေအတွက်ဖြစ်မလာခဲ့ပါဘူးဒုတိယအစင်းရဲဆုံးနံပါတ်2ကတော့ဘူရွန်ဒီနိုင်ငံပါသူကတော့ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်ပြီးတယံဇာတကလည်းရှားပါလူဦးရေကလည်းအများများတော့စားဝတ်နေရေးအတော်လေးကိုကြက်တဲနေတာပါနောက်ဆုံးနံပါတ်1ကမ္ဘာအစင်းရဲဆုံးနိုင်ငံကတော့တောင်ဆူဒန်နိုင်ငံပဲဖြစ်ပါတယ်သူကကမ္ဘာပေါ်မှာအသစ်ဆုံးနိုင်ငံတစ်ခုဖြစ်ပေမဲ့လွတ်လပ်ရေးရပြီးကတည်းကစစ်ပွဲတွေပဲဖြစ်နေတော့လမ်းပန်းဆက်သွယ်ရေးရောပညာရေးပါအကုန်လုံးပျက်စီးနေခဲ့တာပါကျွန်တော်တို့မြန်မာနိုင်ငံဟာအထက်ကပြောခဲ့တဲ့ကမ္ဘာအစင်းရဲဆုံး10နိုင်ငံစင်းထဲမှာတော့ခုတည်းထိပါဝင်ခြင်းမရှိသေးပါဘူးဒါပေမဲ့အရှေ့တောင်အာရှမှာတော့အစင်းရဲဆုံးနိုင်ငံတွေထဲမှာတနိုင်ငံအဖြစ်သတ်မှတ်ခံထားရပါတယ်ဒီနိုင်ငံတွေဟာတယံဇာတတွေရှိနေပေမဲ့လည်းအမျိုးမျိုးသောအကြောင်းပြချက်တွေကြောင့်စင်းရဲတွင်းကမထွက်နိုင်သေးတာကိုတွေ့ရမှာပါကျွန်တော်တို့ဒီဗီဒီယိုကိုကြည့်ပြီးကိုယ့်နိုင်ငံရဲ့အခြေအနေကိုပြန်လည်သုံးသပ်နိုင်သလိုကမ္ဘာကြီးရဲ့တစ်ဖက်ခြမ်းမှာဘလို့ရုန်းကန်နေရလဲဆိုတာကိုဘိုးတုဒရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like share နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နောက်ထပ်စိတ်ဝင်စားစရာဘိုးတုဒဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်ခင်ဗျာအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်